ကဲစားချိန်ရောက်ပြီဆရာမကြီးစီကအကူကြီးလေးတစ်ခုတော့တောင်းချင်တော့ဘာများကူညီပေးတာတရေဝင်းကြီးတွေကိုမြင်နိုင်တဲ့အစီအစဉ်တစ်ခုလိုပါဆရာမကြီးမင်းတို့ကတရေဝင်းကြီးတွေကိုဘာဖြစ်လို့မြင်ကျင်နေရလဲ